အရန်ကောင်းတဲ့စာလေးပါတမီးနဲ့ပဲအချိန်ပေးပြီးတော့လဲနားဆင်ကြည့်ကြပါဦးလူတယောက်ကားမောင်းပြီးတော့ခရီးသွားတယ်လမ်းမှာကားပြက်လို့ဆင်းပြီးတော့ကားကိုပြင်ကြည့်တယ်မရဘူးဆက်ပြင်တယ်15မိနစ်နာရီဝက်တနာရီမရဘူးလက်လျှော့လိုက်ပြီးတော့ကားဝက်လျှော့ဆိုင်တစ်ခုကိုရှာပြီးတော့လေကားပြင်သမားကိုပြင်ခိုင်းလိုက်ကားပြင်သမားကလည်းကားဖုံးဖွင့်ကြည့်ပြီးတော့လိုအပ်တာတွေပြင်လိုက်တာပေါ့3မိနစ်ပဲကြာတယ်ပြန်ကောင်းသွားတာပေါ့ဘယ်လောက်ကြာလဲကောင်းလေး9000ကျပ်ကြာပါတယ်3မိနစ်ပဲပြင်ရတာကို9000ကမများလို့မလားကွာဒါဆိုဦးလေးဘာလို့လုပ်နေလဲဗျဆရာဝင်လေဟုတ်ကဲ့ပါဆရာလဲဆေးကန်းကိုရောက်လာတဲ့လူနာတွေစီကနေ200ကျပ်ဖိုးလောက်ပဲတန်တဲ့ဆေးအတွက်9000ကျပ်ယူတယ်မလားဟာအဲ့ဒီဆေးတော့ရင်ဒီယောဂပျောက်တယ်ဆိုတဲ့ပညာကိုသိအောင်လို့လေးလာခဲ့ရတာနှစ်ပေါင်းများစွာကြာတယ်ကွာဆေးဘိုးယူတာမဟုတ်ဘူးပညာဘိုးယူတာဟုတ်ကဲ့ပါကျွန်တော်ပြောချင်တဲ့စကားကိုလည်းဆရာပြောပြီးနေပါပြီပြက်နေတဲ့ကားတစ်စီးကို3မိနစ်နဲ့ပြန်ကောင်းလာအောင်လုပ်တတ်တဲ့ပညာကိုလည်းကျွန်တော်လည်း10နှစ်မကလေးလာသင်ကြားခဲ့ရပါတယ်ဆရာဒီထဲကနေသင်ခန်းစာကတော့ကိုယ့်ပညာကိုလည်းလေးစားပါသူတစ်ပါးရဲ့ပညာကိုလည်းလေးစားပါအတတ်ပညာတိုင်းကိုတန်ဖိုးထားပါအသိပညာအတတ်ပညာတို့ကိုတက်မြောက်ကြအောင်လဲသင်ထားကြဖို့လည်းတိုက်တွန်းပေးတဲ့ဥပမာကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်